မြန်မာလိုပြောတတ်တယ်လို့အင်္ဂလိပ်လိုကြာတော့သူကပို့ပြီးတော့နင်းနီးဆက်ဆက်ရှိတာပေါ့နော်။ဒါအင်္ဂလိပ်ကျွန်တော်ကလည်းဒါအင်္ဂလိပ်လိုမပြောပြတာတော့တော်တော်ကြာပြီ။ဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်။တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ပြန်အသုံးချလို့ရတယ်နော်။ဒါကြောင့်မြန်မာလေးနဲ့တွေ့ရချင်းမှာအင်္ဂလိပ်လိုပဲနည်းနည်းလေးသူ speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော်။ How are you? Yeah, I'm fine. Yes. Very well, thank you. Please. Thank you. Yeah. Name song. Flashlight. Oh, flashlight. ရန်ကောင်းတဲ့ချင်းလေးနော်။ best song လေးဆိုပြပေးပါ When tomorrow comes, I'll be on my own, feeling frightened of the thing that I don't know. When tomorrow come. Okay. အဲ့မှာ tomorrow can မနက်ဖြန်ဒါဆိုတော့တချင်းတွေကျွန်တော်တို့ဒီဘက်မှာမြန်မာလိုလဲပေါက်ထားတဲ့ချင်းရှိနက်ဖြန်ဆိုတာရှိနေသေးရင်ချစ်ခွင့်ရှိသေးတယ်နော်ကိုဝိုင်းရဲ့တချင်းစာသားမျိုးဒါအင်္ဂလိပ်ဆောင်းဆိုပေမဲ့ကျွန်တော်ဒီလိုနားလည်ထားပါတယ်မနက်ဖြန်ဆိုတာရှိနေသေး၍ချစ်ခွင့်တွေရှိသေးတယ်ဆိုတဲ့ဒါအဓိပ္ပာယ်မျိုးပါပဲရန်ကောင်းတဲ့တခြင်းလေးပါဒီတခြင်းကိုကျွန်တော်တို့လာမဲ့စနေတနင်္ဂနွေတိုက်ရိုက်လိုက်မှာတော့ကျွန်တော်အပြည့်အဝရှင်းပြပေးမယ်ဒါအမြင့်စမ်းလေးဆိုတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုလဲဒါအားလုံးတော်တော်များများနားလည်သွားပါပြီเนาะ Thank you လက်ဆက်လက်ပြီးတော့ကျွန်တော်ညီမငယ်လေးနော်စီဖောရာเนาะဒါကတော့ညီမငယ်လေးနော်စီဖောရာဖြစ်ပါတယ်နော်စီဖောရာကျွန်တော်တို့ပြိုင်ပွဲဝင် top 7 season မှာပြိုင်မဲ့ international sound ပေါ့နော်နော်စီဖောရာရဲ့ name sound လေးပြောပြပါအောင် From this moment on ပြန်ပြော name sound 1 next From this moment on process name man တော့ process name man တော့เนาะချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါเนาะ process name man တော့ဆိုတော့ best bite လေးဆိုပေးပါအောင် best bite တယ်correct ရတယ် verb ပဲဖြစ် correct ပဲဖြစ်ရတယ် correct လည်းဆိုလို့ရ I give my hand to you with all my heart I can't wait to live my life with you I can't wait to start ဒီတချင်းရဲ့စာသားလေးတွေမှာကျွန်တော်ခြုံငုံပြီးတော့ကျွန်တော်သိတဲ့အကြောင်းလေးတွေမှာသူက hash ဆိုတာပါတယ် hash ဆိုတာတော့ဒါနှလုံးသားပေါ့ hash like ဆိုတာ like ဆိုတာ